Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့နန္ဒာတို့ကပေါ့နော်နာတို့ရဲ့ပေါ့နော်အိမ်တင်းရပေါ့နော်အိမ်နောက်ဖေးရပေါ့နော်အုံးပင်လေးတွေအပင်လေးတွေကိုချင်းနေပေါ့နော်ဘာအသီးလေးတွေကောက်သွားမလဲဆိုတာကိုပေါ့နော်အဆုံးထိကြည့်ပေးကြပါဦးရှင်ဖက်ကန်းမှာပေါ့နော်မိုးတွေကပေါ့နော်အဆမ်းမပြတ်ရွာတဲ့ခါကျတော့ပေါ့နော်အပင်တွေပါခုတ်ဖို့ဆိုတာလဲပေါ့နော်ရေတွေနဲ့ပေါ့နဲ့ချောတဲ့အနေထားရှိတဲ့အတွက်ပေါ့နော်တေချာလေးတော့ပေါ့နော်တက်ရတယ်ပေါ့နော်အပင်တွေကပေါ့နော်မိုးရင်းဆိုတော့မှတွေ့တဲ့အတိုင်းပဲပေါ့နော်အဲ့ဒါလေးကတော့နင်းဒီပင်လေးဖြစ်ပါတယ်ရှင်ဒါကတော့နာတို့အုံးမမော်တက်ဖို့တော့ကိုပေါ့နော်နာတို့ဒီအနောက်ကပေါ့နော်ရေခမ်းနေမီးမှတက်ရတာပေါ့နော်နည်းနည်းချောတာဖြစ်တဲ့အတွက်ပေါ့နော်ရေနဲ့နဲချောတာဖြစ်တဲ့အတွက်တေချာလေးတော့ပေါ့နော်ခိုင်နေအောင်လုပ်ပြီးတော့မှတက်ပြရပါတယ်ရှင်ပြီးလို့ရှိရင်တော့နောက်အသီးလေးတွေကောက်ကြမယ်ဒါကတော့နန္ဒာတို့ကအိမ်ကအပင်လေးတွေပါကြက်ရင်ကအငေါက်ကလေးဆိုလို့ရှိရင်ပေါ့နော်တို့ကြီးမှမြုပ်စားမလားအရန်ကောင်းနေပေါ့နော်နန္ဒာတို့ဒီဖက်ကန်းတူပေါ့နော်အရန်ကြိုက်တယ်ဖက်ကန်းနေရတော့ပေါ့နော်ကချင်ပြည်နယ်လူတွေဆိုရင်တော့စားဘူးမှာပေါ့နော်ဒါကလေးကတော့ကြက်ရင်ကားဒီလေးဖြစ်ပါတယ်ရှင်နန္ဒာပေါ့နော်ရရင်နဲ့ထူးခြားတွေ့လိုက်တာပေါ့နော်အရန်ကန်ကောင်းပါတယ်ရှားစရာမလိုဘဲနဲ့ကွက်တီးတွေ့တာပေါ့နော်စိမ့်ဆိုးနေရောပဲကျရင်ကအရွက်ကလေဆေးဖြစ်တယ်နော်ကြားဘူးကြလားမသိဘူးနေမကောင်းဘူးဆိုလို့ရှိရင်ကလေးတွေနေမကောင်းရင်ကျရင်ကအရွက်ကိုခြေကြီးမှပေါ့နော်ပို့လိမ့်မိတာဖြစ်ဖြစ်ရေချိုးပေးတာဖြစ်အရန်အဆင်ပြေတယ်ပေါ့နော်အိမ်မှာပေါ့နော်အဲ့လိုမျိုးအပင်လေးတွေရှိတာလဲပေါ့နော်စိတ်ချမ်းသာခြင်းတစ်မျိုးပဲပေါ့နော်ဒီလိုနာတို့ဖက်ကန်းဆိုလို့ရှိရင်ဈေးကြီးတဲ့အပိုင်းနဲ့နဲပါတယ်ပေါ့နော်အဲ့ဒါဆိုတော့ကိုယ့်အိမ်မှာအပင်ရှိတဲ့ခါကျတော့ပေါ့နော်ဘယ်အရာလေးမဆိုလဲပေါ့နော်နည်းနည်းတက်တာလဲပေါ့နော်တက်တာတယ်ဆိုတာထက်ကိုပေါ့နော်လက်လက်ဆက်ပူကြီးမှာပေါ့နော်စားရတာမျိုးပေါ့နော်အပင်လေးပါပေါ့နော်အုံးပင်လေးပါရှင်တခြားပင်လေးလည်းရှင်နေပေါ့နော်အလုတ်ကလေးပြီးသွားတယ်ပေါ့နော်နေတာတဲ့နေ့လေးမှာအပင်လေးတွေကိုတန့်ရှင်းလုပ်တယ်ဘာဖြစ်လဲဆိုရှင်မိုးရင်းကပေါ့နော်ချင်းနေအရန်ပေါ်တဲ့အတွက်ပေါ့နော်ကလေးတွေအတွက်လည်းအဆင်မပြေဘူးအဲ့ဒါကြောင့်မို့ပေါ့နော်အမျိုးတန့်ရှင်းအောင်နေတာကတော့အကောင်းဆုံးပဲပေါ့နော်အဲ့ဒါဆိုတော့နည်းနည်းရှုပ်နေတဲ့အပင်လေးမောင်မိုက်နေတဲ့အပင်လေးတွေကိုရှင်းပါမယ်ရှင်အပင်ရှင်းနေပေါ့နော်အတီးကလည်းအရန်စားချင်လာတယ်အဲ့ဒါနဲ့နားတို့အဲ့အုံးပင်ရဲ့ဘေးနားမှာနင်းဒီပင်ရှိရပေါ့အိမ်ထဲမှာကြီးတဲ့နင်းဒီပင်ကပေါ့နော်3ပင်လောက်ရှိနင်းဒီပင်တိုင်းကိုပေါ့နော်3ပင်လောက်ရှိတယ်အဲ့ဒါဆိုတော့နန္ဒာတို့ပေါ့နော်အဖေကိုပေါ့နော်ပြောတယ်ပေါ့နော်အုံးဒီကောက်လက်စားနဲ့တခါတည်းပေါ့နော်နင်းဒီလေးလည်းကောက်ပါမယ်ရှင်ဒါကတော့နန္ဒာတို့နင်းဒီလေးကောက်လိုက်ပါပြီအလုံးကတော့အရန်ကိုချိုတယ်ပေါ့နော်တပင်နဲ့တပင်တော့မတူဘူးဒါလေးကတော့အရင်ပေါ့နော်အရင်ကြီးတဲ့အပင်ပေါ့နော်တချို့အပင်လေးတွေကကြာနည်းနည်းလေးသေးသေးတယ်ပေါ့နော်အိမ်ရှိအပင်ဆိုလို့ရှိရင်နည်းနည်းလေးသေးသေးတယ်ဒါကတော့နောက်ဖေးရနှစ်ပင်ဖြစ်ပါတယ်ရှင်အသီးတွေကတော့အရန်ကိုချိုနေရောပဲအရန်လဲစားကောင်းတယ်ပေါ့နော်အခုပေါ့နော်နာတို့ကောက်လိုက်တဲ့ဒီအပင်ဆိုလို့ရှိရင်ပေါ့နော်သူကအသားလဲထူတယ်ဒီနင်းနီးပင်ကလေအသားလေးလဲထူတယ်အရန်လဲထူတယ်စားလိုက်တာနဲ့ပေါ့နော်ရှားပေါ်မှာပေါ့နော်ချိုပြီးမှပေါ့နော်ဆွဲကြံနေတာပေါ့နော်ဘလို့လဲပြောပြတတ်ဘူးကွာတချို့ကဆိုရင်ပေါ့ချွတ်ချွတ်ကြီးကွာနင်တို့ဒီဖက်ကန်းဆိုလို့ရှိရင်မိုးများတယ်မိုးများရင်လည်းဒီနေ့ဒီအတီးနင်းတီးရပေါ့နော်အရန်လဲချိုတယ်အရန်လဲစားကောင်းပါတယ်နင်တို့ဖက်ကန်းမှာတော့နင်းတီးလို့ခေါ်တယ်ပေါ့နော်ဒါပေမဲ့တချို့အောက်ပိုင်းကလာတဲ့လူတွေကတော့တမင်မျက်လုံးလို့လည်းခေါ်ရလို့ပြောချတယ်ပေါ့နော်တယောက်နဲ့တယောက်အခေါ်ဝေါ်တော့မတူဘူးပေါ့နော်ငါတို့ဒီဖက်ကကချင်ပြည်နယ်လူတွေကတော့နင်းဒီလို့ခေါ်ပါတယ်ရှင်ကဲဒါဆိုလို့ရှိရင်နန္ဒာကဒီအတီးတွေအများကြီးတွေကိုပေါ့နော်အရွက်တွေချွေမယ်အတီးတွေဒီအကိုင်းလေးကိုစုပြီးမှဝေးပါမယ်ရှင်ဖျားတွေပဲလဲဆွတ်နေကတ်မယ်ပေါ့နော်ကဲနန္ဒာရဲ့ရုပ်ကတော့ပေါ့နော်ဒီထိုင်မှကြည့်ပါရှင်အခုမှပေါ့နော်ရေချိုးကောင်းလျှော်ပြီးတာနဲ့လုံးဝမနေနိုင်တော့အရန်စားချင်တာနဲ့ထိုင်စားပါတော့တယ်ရှင်အရန်စားကောင်းနေရောပဲပေါ့နော်အရန်လဲချိုးတယ်ကို့အပင်ကအတီးမလို့ပြောတာလည်းမဟုတ်ဘူးပေါ့နော်တကယ်ကိုစားကောင်းလို့စားကောင်းနေပြောတာပါရှင်အတီးရဆိုရကြည့်လိုက်မှကြည့်လိုက်အလုံးကြီးတာအကြီးကြီးနဲ့အရန်ကိုချိုးတယ်အရန်လှလာတယ်ပေါ့နော်ဒီနေ့ကငါတို့ဒီဘယ်လိုပြောပြရမလဲဒီအတီးများလေပြောရရင်ပေါ့နော်အခိုင်နေတဲ့စားလို့ရှိရင်ဒီနေ့ကအများကြီးတီးပါတယ်ရှင်အရန်ကိုပြောနေတယ်ပေါ့နော်ကျမတော့ကဲစားလိုက်ပါဦးမယ်ရှင်ဒါစားတာပေါ့နော်မျက်လုံးမိတ်လိုက်လို့ချင်တယ်လို့တော့မထင်နဲ့ပေါ့နော်တော်ကြနေသိရမလားမျက်လုံးမိတ်တိုင်းချင်တယ်ထင်တဲ့အဖွဲ့တက်တက်ရှိရလေနော်အရန်ကောင်းလို့ကျမမပြောပြတတ်အောင်အရန်ကောင်းလို့ကျမပေါ့နော်ကဲဒါကတော့ကျမရဲ့သားလေးကတော့ကျမကိုလာကတ်ချွဲပါတယ်ရှင်
တသားကသူတောင်းလို့ကုန်နေတဲ့ဗီဒီယိုခွန်ကျမကိုတိုက်ပါတယ်ရှင်ကျမလည်းပေါ့နော်အရန်ဟန်ဆောင်ပြရတာပေါ့နော်အရန်ကောင်းပါတယ်ဘာညာပါပေါ့ကျမတို့တာမီချစ်နေကြပါတယ်ရှင်ကဲဒါကတော့နောက်တစ်ဖြတ်နင်းဒီလေးပြန်ကောက်ထားတာပါရှင်နန္ဒာတို့ရဲ့အပင်ကဘယ်နာလေးမှလဲဆိုရင်ဒါနောက်ဖေးပင်ကိုပြန်ပြပေးမယ်ပေါ့နော်ဒါကတော့လောလောဆယ်နန္ဒာတို့ကောက်ထားတဲ့အတီးလေးတွေပါရှင်ဒါကဒုတိယတစ်ဖြတ်ကောက်တာပါရှင်အတီးရအများကြီးရတယ်ပေါ့နော်ဒီနေ့တော်တခါလေးကောက်လိုက်လို့လားဘူးလားမသိဘူးပေါ့မနစ်ကတော့ခွဲကောက်တာပေါ့နော်ဒီနေ့ကတော့မိုးလည်းများတယ်တော်ကြနေမိုးရများရသူများပြောအချိုးလေးပါပေါ့တယ်ပြောမှဆိုလို့လေဒါကတော့အရှိပင်ပေါ့နော်ဒီအရှိပင်ကတော့အတီးရသေးသေးတယ်ဒါကြောင့်မလို့တော့အခုချိန်ထိတော့မကောက်သေးဘူးဒီတိုင်းထားပါတယ်ရှင်ဒါကတော့အရှိပင်ပါငါတို့ဝင်လိုက်ပြီဆိုတာနဲ့ပေါ့နော်ငါတို့ရဲ့နင်းဒီပင်လေးရှိပါတယ်ရှင်ဒါကတော့အင်ရှိရအပင်ပါရှင်ပြစ်တယ်ပေါ့နော်အတီးကတော့ပြစ်တယ်ဒါပေမဲ့လည်းအတီးရသေးနေတယ်အသားကပါနေတာဖြစ်တယ်စားလို့တော့မရသေးဘူးပေါ့နော်မကောင်းသေးဘူးပေါ့နော်ဖက်ကမှာပေါ့နော်ရာဒီဥရီတာယာတုံးလေးပေါ့နော်အမိအရာလှုပ်ရှားရှိအားလေးတွေကိုလှုပ်ပါမယ်ရှင်ကဲဒါဆိုရင်အနောက်ပင်မှာအဖေကောက်နေတာကိုတွားကြည့်ကြရအောင်ကဲဒါလေးကတော့နင်တို့အနောက်ခြံစည်းရိုးနားလေးကအပင်ဖြစ်ပါတယ်ရှင်အရန်ကိုချိုးပြီးမှပေါ့နော်အရန်ကိုကြီးတဲ့အပင်လေးဖြစ်ပါတယ်ရှင်နည်းနည်းတော့ကောက်ရခက်တယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုရင်အရင်ကမိုးတွေကအရန်တဲရတာဖြစ်တဲ့အတွက်အကိုင်းလေးတွေကနည်းနည်းချောနေတာမလို့တေချာလေးတော့ကောက်ရပါတယ်ရှင်ဝေသားကိုင်လားမတရားနေကိုင်မဒီနာနေကိုင်မောင်ကြီးပြနေရတယ်ကိုင်ဒီမှာဒီကနေကဲပပကိုတော့ပြလာပပကိုဒါကိုင်တက်ကိုင်ရမတရားမကြည့်အောင်မဲဒါလေးကတော့ပေါ့နော်အရွက်တွေကိုခြေပြီးသွားလို့ပေါ့နော်ဒီမှာနနာတို့ဒီလိုပုံစံလေးရတယ်ပေါ့နော်ဒါလေးတွေကိုနနာတို့ကဝေပေးပါမယ်ရှင်ဒီလိုလေးဆိုတော့ပေါ့နော်ဝေရတာလည်းအရန်ကိုလာတယ်ပေါ့နော်ဘယ်လိုပြောရမလဲပေါ့နော်ရှင်းရှင်းလေးနဲ့ပေါ့နော်ကြည့်လို့လည်းကောင်းပါတယ်ရှင်အခုနနာတို့ပေါ့နော်ဒီလိုမျိုးအရွက်ချွေပြီးတာပေါ့နော်ဘန်းကြီးတိုင်းကိုပဲပေါ့နော်နာတို့ဖေအိုင်နေကောက်တာပေါ့နော်အကုန်တော်ပြီးလိုက်ပြီပေါ့နော်9ဘန်းလောက်တော့ရတယ်ပေါ့နော်ဒါလေးတွေကအဲ့လိုဘန်းလေးတွေကို9ဘန်းရပါတယ်ရှင်ဒါကတော့အပင်ပေါ်နဲ့မောပြီးပလိုင်းလေးနဲ့နောက်မှတော့ဘယ်လိုလဲအောက်ကိုပလိုင်းလေးနဲ့ပြန်ချပေးတာအဲ့ဒီရပဲတွဲလိုက်တော့လေဒီတွေကတဘာဝနဲ့ပေါ့တဘာဝအသီးလေးတွေမလို့အရန်ကိုလက်ဆက်ပြီးတော့မှအရန်ကိုချိုးပါတယ်ရှင်ဒါကတော့နာတို့အိမ်ရဲ့ပေါ့နော်တနေ့အပင်တွေကထွက်တယ်ပေါ့နော်နာတို့ရဲ့အသီးလေးတွေဖြစ်ပါတယ်ရှင်နာတို့ဖေရတော့ပေါ့နော်9ဘန်းလောက်ကောက်ပြီးတော့အရန်မောဖလက်ပြပါလို့ကြံတဲ့လက်ချံကိုကတော့နောက်နေ့မှကောက်မှာပဲဖြစ်ပါတယ်ရှင်အရန်ကိုလည်းပြောစရာကောင်းတယ်ပြောစရာကောင်းတဲ့မိသားစုတွေပိုင်ဆိုင်ရတဲ့အရန်လေးကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်